လိုက်ခဲ့ကြပါမယ်ရှင်တော့ငါ့ကိုဖိတ်ထားတာဆိုတော့ချက်တပြိုးဟင်းနေပါကျင်းလားမသိဘူးစပိုင်းလေးပြောတော့ပါတေးဒီကြလိမ့်မယ်အာရက်တယ်အိုးတော့တော့ဘာဝဒီကစားလိုက်တာအိုးမတကောက်ကြည့်27အိမ်မှာ27ကတရားဘယ်လောက်တော့တရားကျတော့နှစ်သုံးနဲ့တရားနှစ်နဲ့အဲ့ဆိုဟိုဘက်ကနှစ်တင်းနေမှာအဲ့ဆိုဟိုဘက်ကငါးတငယ်ချင်းအိမ်နေမှာဟုတ်တယ်တငယ်ချင်းမတရားကြာပါနော်တငယ်ချင်းနေတော့အသားလေးဖွေးလာတယ်လို့မဖွေးပါဘူးဟာနေနေရတော့တော်တူတဘာဝစစ်အသားလေးငေါဆိုရင်လို့ဒီမှာအသားတွေကဖွေးနေတာဒါပေမဲ့လေငါအသားဖွေးတာရာလူရှင်းနေမိတ်ကပ်တွေလိမ့်ထားလို့ပါဟာအေးပါမြို့သူတွေကဖွေးပါတယ်လာနေဖို့စက်သားဟင်းနေလောက်ထားတယ်ဟဲတငယ်ချင်းကျေးဇူးပဲနော်လာအဲ့ဆိုလာလေးတငယ်ချင်းလာတူတော့ဆိုင်အောင်တော့ဘာကြီးငါတော့မစားကြဘူးဟာအခုနမှငါပိုက်စားလို့စားလိုက်တာတိလားငါတကယ်ကြီးချက်ထားတဲ့ဟာလေးကစားကောင်းနေတော့အေးလို့စားကောင်းပါတယ်လို့နောက်ပြီးတော့ငါလိုက်ပြမယ်နော်အေးဟိုမှာလိမ္မော်တိချန်နေရောတိလားစပားခင်းမြော်တရားမိုက်တာဟလာနင်တို့ရဲ့အင်္ဂါတော့မိုက်လိုက်တာအေးဟာဒီဘန်ဂရိုလေးလေဘန်ဂရိုပါဟာအေးပါမြို့သူမရဲ့နေရာလေးကြီးကျယ်တာအေးပါတော့ပါငါစားတော့ဗျာနောက်ပြန်ပကစီလိုက်မယ်လေတုံကျုပ်ဖဲစီးပါမယ်တော့မလုပ်ပါနဲ့ဒီမှာတရားလိမ္မော်ချမ်းကဲတရားစပားချမ်းတရားကြိုက်ရှိကံပေါ့နော်တရားကြတော့မယ်ဆိုင်ဖွင့်လာတာဆိုင်ရှင်နဲ့ဘယ်သွားနေလို့မသိဘူးလားပျောက်သွားငါကြောင်မပြုတ်ခဲ့ဒီမှာစပင်းနေထိုးထားကြတာနောက်ကြရင်ဟိုပါဗလိတရားတွေကပေါ့နော်အဲ့လိုမျိုးဟိုပါဗလိဒီစပါးခင်းနေတရားတော့ဘာတော့ငါလည်းမသိဘူးကောက်ဆိုင်တဲ့သူနားလည်းမဟုတ်တရားတော့ဝက်ချင်ငါချက်ညာပဲဒီမှာဟိုပါဗလိ wifi နဲ့မတရားကောင်းနေသလားအေးမတရားမိုက်တာနော်နေတော့အေးတငယ်ချင်းမလေးဘောတော့ဟဲ့တငယ်ချင်းနေငါတို့စီလာနေပါလားနေတော့နေစင်းနေဟာငါလည်းဟိုဘက်ကလည်းဘွားရှိနေတော့လေတငယ်ချင်းအေးမနေတော့ကလေအလုံးနေဆိုတော့ငါတို့ကတော့ဒီမှာအตายရလေးအမဟဲ့နေပစိုင်ချထားလေရရဟာဒီတိုင်းပဲကန်ထားလိုက်မယ်မိကြွားတော့ကြွားရဟိဟဲမဟုတ်ပါဘူးကိုနေရလည်းငါနမေရောရှောက်ခေါ်နေအဲ့ဆိုငါလေးလာကြည့်လောက်မယ်တကယ်ကြီးဒီမှာနေခဲ့နော်အေးတကယ်ကြီးရှောက်သွားနေအောင်နော်အိုးဟိုဘက်ကဝတ်ချင်နေခုနလောက်ချက်ချလာမကြည့်တနာပါဒါမဲ့စားလိုက်ပါကောင်းဒီမှာနွားလေးကြီးတိုးအောင်ဟုတ်ပါဘူးတရားပါအေးပါလေတပူးမလားဟုတ်ဘူးတရားတိုးမဟုတ်ဘူးလားတိုးတော့မဟုတ်ဘူးဒါတမင်လားမသိဘူးငါလည်းဒီတောတွေကိုမရောက်တာကြာတော့ဒီတော့ပြမမယ်တကယ်ချင်းမိလိုက်တာမယ်အာရတကယ်ချင်းငါနည်းနည်းပြင်မတော့လေငါနိုင်ယူချင်နေတလားငါနည်းနည်းတော့နိုင်ယူချင်နေတယ်ငါပြ
ပြန်တော့မယ်လေတကယ်ချင်းဟဲ့ညမိတ်တော့လားအိတ်တော့လေဟာရပါတယ်ငါအလောက်ကိစ္စရဲ့ကြီးရကြောင်မလို့ဟာတတနော်တကယ်ချင်းတတအေးငါလိုက်ပို့ရမလားရတယ်တကယ်ချင်းနေခဲ့လိုက်တော့နော်တနော်အမလီသူတို့ကတားရလိုက်တာအမလီ27အမလီကြောက်စရာကြီးကိုရောမရောက်ကြမှုမရောက်ရင်ငါစိတ်ကိုရှေ့